အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့ဂမ်ဘီယာချက်ချေပေါ့နော်အားလုံးလည်းကြားဖို့ကြားလိမ့်မယ်ကျွန်တော်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ဒီကောင် Matic Cross ဆိုပြီးခေါ်တယ်နော်သူ့ရဲ့ဒီနေရာကိုအရင်ပြောရမယ်ဆိုလို့ရှိရင်ပထမတစ်ချက်ကကြတော့ဥကောင်းလမ်းကြောင်းနဲ့နှလုံးလမ်းကြောင်းကြားတဲ့ဒီရှိရဒီကြားတယ်ပေါ့နော်ဒီကြားထဲမှာဒီရှိရဒါပထမတစ်ချက်ဒုတိယတစ်ချက်ကကြတော့လက်ကလေးအောက်တက်မှာရှိရနောက်ဒုတိယတစ်ချက်ပေါ့နော်တတိယတစ်ချက်ကကြတော့တခြားဘက်လမ်းကြောင်းတွေမှာထိလို့မရနော်ဒါကတော့ဂမ်ဘီယာချက်ချီရဲ့ထူးခြားတဲ့အမိတယ်အဲ့ဒီလက္ခဏာပါတဲ့သူတွေဆိုလို့ရှိရင်ဘာဖြစ်တတ်တယ်ပေါ့နော်သူ့ရဲ့မူလကျမ်းစာထဲမှာကြတော့ခက်ခဲနာမည်တဲ့ပညာရက်တွေကိုလေ့လာစီးပူးနေရာမှာသူ့မတူအောင်ထူးချွန်နိုင်တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့ဖော်ပြထားတယ်သူများတကာတွေကဒီလောက်ပဲမြင်နေသူတို့ကပိုတီးပိုတက်ပုံမြင်တတ်တယ်ဒါဂမ်ဘီယာချက်ချီရဲ့ထူးခြားတဲ့အာနိသင်ပေါ့နော်ဒါဂမ်ဘီယာချက်ချီအကြောင်းကိုကျွန်တော်ပြောပြတာပါခုနကတော့အာနိအင်္ဂါရက်တွေနဲ့မညီဘဲနဲ့တခြားကံကြမ္မာလမ်းကြောင်းနဲ့ဆက်ဆက်ပြီးတော့ပဲဖြစ်ဖြစ်ဥကောင်းလမ်းကြောင်းနဲ့ထိပြီးတော့ပဲဖြစ်ဖြစ်နှလုံးလမ်းကြောင်းနဲ့ထိပြီးတော့ပဲဖြစ်ဖြစ်ဂမ်ဘီယာချက်ချီဖြစ်ပေါ်နေသည့်တိုင်အောင်တောင်မှပဲခုနကသူပြောတဲ့ဖွင့်အင်အာနိဒီကအကျိုးပေးတဲ့တကယ်လို့ခုနကအင်္ဂါရက်ဥလုံးနဲ့ညီမယ်ဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ဟာအင်မတန်ကိုထူးချွန်ပြောင်မြောက်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်သွားလိမ့်ဒါကိုဆိုလိုတာပါအားလုံးပဲကျေးဇူးတင်ပါတယ်